ညတညမှာတော့လူတစုဟာလူတယောက်ကိုမျက်နှာဖုံးဆွတ်ထားပြီးရှင်လက်လက်မြေဖို့တတ်နေခဲ့ကြပါတယ်အဲ့ဒီပိုက်ဆံတွေကိုလက်ဖြားတဲ့တောင်မထိသင့်ဘူးလို့ပြောပြီးမြေဖို့နေခဲ့ကြတာပါအခုလိုပြောရှင်လက်လက်မြေဖို့ခံရတဲ့လူဟာသူ့မိသားစုကိုတမာအသီးဝါကြနဲ့လောက်ကန်ကျိုးမင်းနေတဲ့ပါမခတ်တူလည်းဖြစ်ပါတယ်သူ့ရဲ့နာမည်ကဂင်းလို့ခေါ်တာဖြစ်ပြီးသူ့ရဲ့လာတာနဲ့မိသားစုစားဝတ်နေရတဲ့လုံလောက်မှုမရှိတာကြောင့်တနည်းဖြစ်သူကပါကွာရှင်းဖို့ဒီကြုံနေရပါတယ်အဲ့ဒီလိုမိသားစုပြဿနာတွေကြောင့်စိတ်ညစ်ညစ်နဲ့ကြောင်းကနေအိမ်ပြန်လာခဲ့လိုက်ပါတယ်အိမ်ပြန်လမ်းမှာကားတစ်စီးရထားတာကိုတွေ့တော့မတင်ကားလို့ဆင်းကြည့်လိုက်တဲ့အခါလူနှစ်ယောက်သေဆုံးနေတာကိုတွေ့လိုက်ရပါတယ်ရတကန်းကိုအတီးပေးဖို့အတွက်ဖုံးဆက်နေချိန်မှာကားနောက်ခန်းကပတ်စံတုပ်ကြီးကိုမြင်တော့ခေါ်ထားတဲ့ဖုတ်ကိုချလိုက်ပြီးပိုက်ဆံတုပ်ကိုရယူဖို့ကြိုးစားပါတော့တယ်ဆောင်ရည်တဲ့ညာကကောင်းကျင်တော့ပိုက်ဆံတုပ်ယူုံနဲ့မကပဲသေနေတဲ့လူနှစ်ယောက်ကိုပါခေါ်လာခဲ့ပြီးသူ့အိမ်နောက်ဖေးမှာမြုပ်ပေးထားလိုက်ပါသေးတယ်ပိုက်ဆံတုပ်ကိုတော့ကားကုန်းတောင်ထဲမှာတိတ်ထားလိုက်ပြီးတော့တက်တဲ့ကံပစ္စည်းတွေကိုမြေထွက်လွှတ်ပစ်လိုက်ပါတယ်အဲ့ဒီငွေတွေကမိုးရရတာခိုင်းရငွေတွေဖြစ်နေပြီးထိုးငွေတွေရှာဖို့အတွက်ဖြစ်လာခဲ့ပါတော့တယ်ညဘက်မှာလည်းဖုံးပြီးတဲ့ကြောင့်သမီးဖြစ်သူကအိမ်မရဘူးလို့ဖခင်ဖြစ်သူကိုပြောပါတယ်အဲ့ဒါကြောင့်ပါမောက္ခခင်လည်းဖုံးပြီးတဲ့ဟာသူမြုပ်ထားတဲ့လူတွေလောင်းစီရမှန်သိလိုက်ရပါတယ်အဲ့ဒါနဲ့အလောင်းကိုပြန်ပေါ်ပြီးဖုံးကိုထုတ်ယူလိုက်ရပါတယ်လူတွေလောင်းရဲ့ဖုံးကိုစစ်သေးကြည့်တဲ့အခါမှာမိဘပြည်သူနဲ့ဖောက်ပြန်ထားတဲ့စာတွေကိုတွေ့လိုက်ရပါတယ်ပါမောက္ခခင်ရဲ့ဘဝကတော့ကိုပိမ့်မဖြစ်သူနဲ့ဖောက်ပြန်နေတဲ့လူတို့ကိုယ့်ရဲ့အိမ်နောက်ဖေးမှာမြုပ်ပေးထားရတဲ့ဖြစ်ကိုကြုံနေခဲ့ရပါတယ်မိုးရရတာခိုင်းအဖွဲ့ကတော့ခင်းပြရနေရနဲ့အနည်းဆုံးဖြစ်တဲ့ပါမောက္ခခင်နေထိုင်တဲ့ရက်ွက်တွေကိုပြောင်းချင်နေထိုင်ခဲ့ကြပါပြီမစ္စတာကင်လည်းသူ့ရဲ့ငွေတချို့ကိုယူပြီးငွေမဲကလည်းငွေပြူဖြစ်လဲပေးတဲ့တယောက်စီကိုဆက်သွယ်ပြီးတွားရောက်ခဲ့ပါတယ်တစ်ဖက်မှာရှိတဲ့မိုးရတာခိုင်းကတော့ဆေးကြောက်ပင်ဆိုင်ထားပြီးတယောက်တည်းနေတဲ့ဘဲတဲ့ဝေကိုမတင်ကားလို့စင်မေးနေခဲ့ကြပါတယ်ငွေပြူလဲပေးသူကဒီငွေတွေဟာမိုးကြီးစိတ်ရောင်းတာမှမဟုတ်ရင်ဗန်ဖောက်လာမှပဲရမှာလို့ပြောပြီးပါမောက္ခခင်ကိုဖမ်းဆီးဖို့ကြိုးစားပါတော့တယ်တစ်ဖက်မှာလည်းစစ်သေးခံရသူကိုနှိပ်စက်နေရင်သေဆုံးသွားမှာပဲဒီလူစီမှာသူတို့ငွေမရှိမှန်းသိလိုက်ရပါတယ်ပါမောက္ခခင်ခင်ဗျာမှလည်းလူတို့တွေလက်ထက်ကလည်းမနဲ့လောက်အောင်ထွက်ပြေးလာခဲ့ရပါတယ်နောက်တစ်နေ့မနေ့မှာတော့သမီးဖြစ်သူနဲ့ကြောင်းကိုသွားတဲ့လမ်းမှာလည်းဆေးကြောက်ပင်တွေစိုက်သားသူသေဆုံးတဲ့အမှုကြောင့်ရဲတွေရောက်နေတာကိုတွေ့လိုက်ရပါတယ်ပါမောက္ခခင်လည်းပြဿနာတွေကသူ့အနားကိုတဖြည်းဖြည်းနဲ့နီးကပ်လာပြီးဖြစ်တာကြောင့်ဆေးကြောက်စိုက်တဲ့သူကိုခုမှရက်ွက်တဲ့ပြောင်းလာတဲ့သူတွေတတ်တာဖြစ်နိုင်ကြောင်းရဲစခန်းကိုသတင်းပေးလိုက်ပါတယ်အဲ့ဒီလိုနဲ့မိုးရရတာခိုင်းရဲ့အိမ်ကိုရဲတွေရောက်လာပြီးစစ်သေးကြပေးမယ်မတင်ကားတရားတစ်ခုမှရှာမတွေ့ခဲ့ကြပါဘူးအဲ့ဒီအခါမှာတော့သူတို့ငွေတွေကပါမောက္ခခင်ဒီမှာရှိနေမှပုံပြီးသေချာသွားခဲ့ပါတော့တယ်အဲ့ဒီညမှာပဲပါမောက္ခခင်ကိုမိုးရတာဖွဲ့ကဖမ်းဆီးလိုက်ပါတော့တယ်ပါမောက္ခခင်လည်းအရန်တုံလုံးကြောက်ရွံ့နေခဲ့ပြီးသူကြုံတွေ့ခဲ့ရတာတွေကိုအမှန်တိုင်းဖွင့်ပြောပြနေခဲ့ပါတယ်အစကတည်းကဒီငွေတွေကိုလက်ဖျားတဲ့တောင်မထိသင့်ဘူးလို့ပြောပြီးပါမောက္ခခင်ကိုမြေဖို့နေခဲ့ကြပါတယ်မိုးရတာခေါင်းဆောင်ကလည်းအနေငယ်စဉ်းစားပြီးမြေဖို့တိုင်ရက်ဖို့ပြောလိုက်ပါတယ်သူတို့ကိုစိတ်ဒုက္ခရောက်အောင်လုပ်တဲ့ပါမောက္ခခင်ကိုမတတ်ပဲလှုပ်ပေးလိုက်တာဘာကြောင့်လဲဆိုတာကတော့နောက်တစ်ပိုင်းမှာကြည့်ရှိအောင်မှာဖြစ်ပါတယ်